여러분 안녕하세요. 코리아 살리라니인데 단차가 애단로 트랍이메 살롱빵 이래 카마 애네 이야말라 셰네 이야말라 소라고 위ခွင့်မရ ဖြစ်ဖူပါသလားဒီနေ့မှာတော့ဒီစကားလုံးလေးတွေဘယ်တော့မှမရေးမိအောင်လို့အလွယ်မဲ့နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဥပမာအကျိုးကျေးဇူးဆိုတဲ့စကားလုံးကိုကြည့်လိုက်အောင် 혜텔라 혜텔라 ဘယ်တစ်ခုကအမှန်လဲ 혜텔 လို့အတန်ထွက်ပေမဲ့ရေးတဲ့အခါ 혜텔 နဲ့ရေးရပါတယ်ရေတရနဲ့ရေးရတာပါဒီစကားလုံး၅လုံးကိုမှတ်ထားရပါမယ်ကေရေမဲဖဲဟဲတန်နဲ့ထွက်ပါတယ်အားလုံးကိုတကယ်တော့ရေးတဲ့ချိန်တော့ရေတရနဲ့ရေးပြီးမဲ့လို့တရအတန်နဲ့ပဲထွက်ပြီးတော့ကေရေမဲဖဲဟဲဆိုတဲ့တန်နဲ့ပဲထွက်ပါတယ်ဒီ၅လုံးကိုမှတ်ထားရပါမယ်ဝတ်မှာစကားလုံးလေးတွေကြည့်ရအောင်ယေစုရေးရင်တော့ဂေနဲ့ရေးတယ်ဒါပေမဲ့ဖတ်တဲ့အခါဒီဂေအတန်ပဲထွက်ရမယ်ပေါ့နော်ဂေစုသူကဗာလဲဗာတိတ်ပဲလဲဆိုရင်တစ်ကြပိုးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူရဲ့မြန်မာအဓိပ္ပာယ်ကတစ်ကြပိုးပြအောင်ပြောတာပါဂေစုအဲ့တော့ဒီဂေနဲ့ပတ်သက်ပြီးတော့ရှိမှသင်ခဲ့တဲ့သင်ခန်းစာတစ်ခုလေးရှိရဲ့မမိသေးလားနိုင်ရီကိုလေရှိဂေနဲ့ရေးခဲ့တာမလားဒါပေမဲ့ဒီဂေလုံးမဖောက်ဒီကောက်ပေါ့နော်ခဏပြောတဲ့စကားလုံး၅လုံးထဲကတစ်လုံးပါတယ်ဖြစ်တဲ့အတွက်ကြောင့်သူဂေလုံးမဖောက်ဂေလုံးမဖတ်ဘူးဘာလို့ပဲထွက်မလဲဆိုဂေအတန်မှထွက်မယ်ပေါ့နော်ရှိဂေဆိုတဲ့အဲ့အတန်မှထွက်မယ်ဂေဆိုတဲ့အတန်မှထွက်ဘူးပေါ့နော်နောက်တစ်ခုစာလေရေလို့ရေးအောင်လေလို့မထွက်ဘူးပေါ့နော်ရေလို့ပဲထွက်မယ်အတန်ထွက်ကိုစားရေလို့ပဲထွက်မယ်စားရေသူဥပမာလို့လည်းအဓိပ္ပာယ်ရတယ်လို့နောက်ထပ်တစ်ခုအနေနဲ့ဘာအဓိပ္ပာယ်ရလဲဆိုရင်နော်ဂျေစုတုတ်ပြန်ခြင်းလို့လည်းအဓိပ္ပာယ်ရတယ်စားရေဆိုတာဂျေစုတုတ်ပြန်ခြင်းရေးရင်နော်ရေတရနဲ့ရေးဖတ်တယ်ရင်နော်တရနဲ့ပဲဖတ်ရမယ်ပေါ့နော်အတန်ထွက်ရမယ်ပြီးနောက်တစ်ခုကယုံရေးနော်မြေပေါ့နော်မရေးဆိုမြေဒါပေမဲ့အဲ့လိုအတန်မထွက်ရဘူးဘယ်လိုအတန်မထွက်ရမလဲဆိုယုံမဲဆိုတဲ့အတန်မထွက်ရမယ်ပေါ့နော်မြေလို့မထွက်ဘူးမဲလို့ပဲထွက်ရမယ်ယုံမဲအဓိပ္ပာယ်ကလက်သွဲလှုပ်ဆောင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုဖေဖုံဖာရေဆိုဖြေပေါ့နော်ဖြေဒါပေမဲ့ဒီညမှာဖြေအတန်မထွက်ဘူးဖာအတန်မထွက်တယ်ဖေတရအတန်မထွက်တယ်နော်ဖာဖေဖာဦးမတဖုံဖေဖုံဆိုတာစွန့်ပစ်ပစ္စည်းကိုပြောတာပါဖေဖုံနောက်တစ်ခုကေဂျစ်ကရေဆိုရင်အတန်ဆိုရင်ပုံမှန်ဆိုဂေလို့ထွက်ရတယ်ပေါ့နော်ပုံမှန်ရူရဆိုဒါပေမဲ့ဒီညမှာဂေလို့မထွက်ပါဘူးကအတန်မထွက်ပါလေဂေဂျာဤဘာတချစ်ဂေဂျစ်ဘာဒိတ်ပဲလေဂေချစ်ဆိုတာရှေးဟောင်းစကလုံးအသုံးနှုန်းတော့ဒါတကယ်တော့ main ကလေး main မောက်ဒိတ်ပဲရတယ်ပေါ့နော်ဂေဂျစ်ဆိုတာ main ကလေးကိုပြောတာပါဒါပေမဲ့အခုခေတ်မှာတော့ဒီစကလုံးကမသုံးတော့ပါဘူးယော်ကြားလို့ပဲသုံးပါတယ်အရင်ရှိသုံးနှုန်းပေါ့နော်ဂေဂျစ်ဆိုတာ main ကလေးကိုပြောချင်တာကဲနောက်တစ်ခုဖာအင်ငါတာဖင်ကရေလာပြီးဂေလို့မထွက်ပါဘူးเนาะဘလို့တမ်းမထွက်လဲဂေတမ်းမထွက်ပါတယ်ဖာအင်ငါတာဖင်ကဆိုတဲ့တရတမ်းမထွက်ပါတယ်ဖင်ဂေဘာဒိပဲလဲဆိုတော့ဖင်ဂေဆိုတာစင်ချီပေါ့เนาะစင်ချီတွေလာမပေးနဲ့ပြောရမှာလားစင်ချီလို့အဓိပ္ပာယ်ရတယ်ဖင်ဂေကဲနောက်တစ်ခုဂေရှိတာရှိတဲ့အပါရဲ့အမြင့်သုံးစကားပေါ့နော်ဥမာကိုထက်အထက်လူကြီးမိဘတွေဆိုရင်အိမ်မှာရှိတယ်လို့ပြောအိမ်မှာရှိတဲ့အပါလို့မသုံးဘဲနဲ့ဂေရှိတာနဲ့သုံးတယ်အမြင့်သုံးစကားလုံးပေါ့နော်မြန်မာလိုထိုင်းပါတာပြန်ရှိတော်မူသည်ဆိုရင်အဲ့လိုရည်ကြီးတဲ့အမြင့်သုံးမျိုးပေါ့နော်ဆိုဒီမှာလည်းလွယ်ဂေလို့မထွက်ဘူးဘာတမ်းမထွက်မလဲတရတမ်းမထွက်မယ်ဂေရှိတာအတာရဲ့အမြင့်သုံးစကားဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောသွားတဲ့သင်ခန်းစာကတော့ဒီ
gere me pe he ဆိုတဲ့စကားလုံးပေါ့နော် head tag ကတော့ရှိမှပြောသွားတယ်ပထမဆုံးပြောတဲ့စကားလုံး head tag gere me pe he ဒီရေးတဲ့ခါမှာရေတရနဲ့ရေးပြီးမဲ့ထွက်တဲ့ခါမှာအအတန်ပဲထွက်ရပါတယ်ရေတော့မှန်ဖက်တော့အတန်ဆိုပြီးတော့ဒီစကားလုံးအားလုံးကိုအတိအကျမှတ်ထားရမှာဖြစ်ပါတယ်ကိုရီးယားစာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုအမြင်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ပါကြဖို့မမေ့နဲ့နော်오늘은 여기까지 하겠습니다. 여러분 안녕.